Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ NC Tech Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကနေ့တိုင်းသုံးနေတဲ့ Wi-Fi ရဲ့ Signal Strength တွေကိုဘယ်လိုတိုင်းတာရလဲဆိုတော့ကျွန်တော်ကရှင်းပြပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့က Wi-Fi man ပေါ့နော် software လေးကိုကျွန်တော်အရင်တစ်ခါပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဝင်လိုက်ပါမယ်ဝင်ပြီးရင်တော့ကျွန်တော်အလယ်မှာရှိတဲ့ scan ဆိုတာပေါ့နော် scan ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာပါဒီဟာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ Signal DBN ပေါ့နော် Signal DBN လေးတွေကျွန်တော်တို့တစ်ချက်ပေါ်လာပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဒီအစာအိမ်အမျိုးမျိုးပေါ့နော် Signal လေးတွေပေါ်နေတာကိုတွေ့ရပါမယ်ဒါလေးတွေကဘာကိုပြောလဲဆိုတော့ကျွန်တော်ကအသေးစိတ်ရှင်းပြပေးခြင်းလို့ပဲဖြစ်ပါတယ်ကျွန်တော်ဒီအခုပြထားတဲ့ screen မှာပေါ့နော်ပြထားတဲ့ Wi-Fi man application ကနေပြီးတော့ဒီကျွန်တော်တို့ဒီပုံတွေကိုတစ်ချက်ပြပေးနေရပဲဖြစ်ပါတယ်ကျွန်တော်ဒီ APP မှာတော့ကျွန်တော်ကပတ်ဝန်းကျင်က Wi-Fi တွေကိုအသေးစိတ်စစ်ဆေးနိုင်တယ်ပေါ့နော်ဒီပုံမှာဒီကကြည့်ရမှာတော့ Signal DBN မှာ Signal DBN decibel mini well လို့ဆိုတဲ့ unit နဲ့တိုင်းတာကိုတွေ့ရပါတယ်နောက်တစ်ခုကျွန်တော်ပြောပြပေးချင်တာကတော့နော် DBN ဆိုတာဘာလဲ DBN ဆိုတာကတော့ Wi-Fi လှိုင်းရဲ့လှိုင်းဆွဲအားကိုတိုင်းတာတဲ့ unit ပဲဖြစ်ပါတယ်သူက negative အဲ့ဒီ signal ကိုပေါ့နော် minus တွေနဲ့ပြထားတာကိုမြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Wi-Fi လိုင်းဆွဲအားကိုကျွန်တော်တို့ဘယ်လိုကောင်းအောင်လုပ်သိနိုင်လဲအကောင်းဆုံးသိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်အခုချိန်ထားတယ်ပေါ့နော် minus ဒီ66ဆိုတော့အလယ်လက်မှာရှိတယ်ပေါ့နော်ဒီ minus 30နဲ့ minus 40 dBn တော့အကောင်းဆုံးပဲဒီကောင်ကတော့ကျွန်တော်တို့ဘယ်လိုမျိုး router ရဲ့အနားမှာကျွန်တော်တို့ထိုင်သုံးနေရတဲ့ပုံစံမျိုးပဲဒီအနီးနားပေါ့နော်ကတ်သုံးမယ်ဆိုရင်တော့အဲ့ဒီ dBn တက်လာတာမျိုးကိုတွေ့ရမှာပဲဖြစ်ပါတယ်အခုကျွန်တော်သုံးနေတဲ့60ခွန်ပေါ့နော်60ခွန် dBn ဆိုလို့ရှိရင်ဒါ60ခွန် dBn 61 dBn ဆိုရင်ဒါပြေးနေရပေါ့နော်အဲ့ဒီအထက်မှာဆိုလို့ရှိရင်ပေါ့နော်အထက်ပေါ့နော် minus 50 minus 60ဆိုရင်တော့ဒါ line ကကောင်းတယ် line ကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ HD streaming ပေါ့နော်လောက်ကြည်တာတွေနောက်ပြီးရင်ဒီ video call လောက်တာတွေကိုလုံးဝကောင်းတဲ့အနေထားမှာရှိတယ်အဲ့ဒီရဲ့အောက်ဟိုပါပေါ့ minus 80 dBn အောက်ပေါ့နော်ဥပမာ80 minus 80ပေါ့ minus 80ဖြစ်သွားပြီပေါ့နော်အောက်ကကောင်းနေဆိုလို့ရှိရင် minus 80တို့ဖြစ်သွားပြီဆိုလို့ရှိရင်သူကတော့အရင် internet speed ကအရင်နှီးသွားမယ် signal ပြတ်တောက်တာတွေဖြစ်သွားမယ်ပေါ့နော်အောက်ကမှပေါ်နေပေါ့နော်တိန်းနဲ့တို့ပါလို့ဆိုရင်ဒီကောင်လေးဆိုရင်80ကျော်ရေးဆိုရင်လုံးဝချိန်လို့မရတဲ့အနေအထားကိုသူကပြတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကျွန်တော်ဒီနေရာမှာပဲကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ချိန်ထားတယ်ပေါ့နော် SSID ကဆိုလို့ရှိရင်61ပေါ့နော်61ဆိုရင်တော့ဒါကျွန်တော်အလဲလက်မှာတော့ရှိသေးတယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်သုံးလို့အဆင်ပြေတဲ့အနေအထားမှာတော့ရှိသေးတယ်ပေါ့နော်နောက်ဝက်တစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင်84တို့81တို့ဆိုလို့ရှိရင်တော့သူကရန်ဝိသွားတယ်ဒီကောင်လေးချိန်မယ်ဆိုတော့ကျွန်တော်ရန်ဝိသွားပြီနောက်ထပ်ဒီအောက်မှာ minus 8ဟို84တို့ dBn တို့ minus 95 dBn တို့ဆိုရင်တော့လုံးဝချိန်မရတော့ဒီကောင်လေးကိုချိန်မယ်ဆိုရင်တော့ရန်သုံးလို့အဆင်မပြေတော့တဲ့အနေထားမှာသူကပြနေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ Wi-Fi signal ပေါ့နော် Wi-Fi signal minus dBn တွေကိုကြည့်ပြီးတော့ကျွန်တော်တို့က Wi-Fi line ကောင်းမကောင်းကိုကျွန်တော်တို့အကြမ်းမြင်သိနိုင်တယ်ပေါ့နော် minus တို့ကျုပ်ပြန်ပြောရမယ်ဆိုတော့ minus 30နဲ့ minus 40ကျတော့အကောင်းဆုံးပဲ60နဲ့အထက်ပေါ့နော် minus 50နဲ့ minus minus 60ဆိုရင်ပေါ့အဲ့ဒါဆိုရင်3လို့ကောင်းတယ်ဒီ80ပေါ့နေပြီးတော့85ဒီဆိုရင်လာဝိသွားပြီ85နဲ့အထက်ဆိုရင်တော့လုံးဝချိတ်လို့မရတဲ့အနေအထားကိုဖြစ်သွားပြီပေါ့နော်နောက်တစ်ချက်ကျွန်တော်တို့ဒီအပေါ်မှာဘာကိုကြည့်လိုက်ပေါ့နော်ကျွန်တော်ချိတ်ထားတဲ့ Wi-Fi ဆိုရင် channel 1မှာဆိုရင်အခြား Wi-Fi တွေရှိတယ် channel 1နဲ့ဒါဆိုရင် channel line ထက်တယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော် line ရန်ကောင်းကျင်လဲဆိုရင်တော့ကျွန်တော်တို့ channel ကိုကစားပေးဖို့လိုတယ်ကျွန်တော်အခြားလွတ်တဲ့ channel 1 3တို့ဒီ6တို့ပေါ့နော်ဒီအခြား channel တွေကိုကျွန်တော်တို့ change လို့ရအောင်ဒါဆိုရင်တော့ line တွေကပို့ပြီးတော့ကောင်းဖြစ်ပါတယ်
ကျွန်တော်ဒီတော့ DVN ဆိုတာဘာလဲဆိုတော့နားလည်သွားပြီထင်ပါတယ်နောက်တစ်ခါသင်ရဲ့ Wi-Fi ဒီနှေးနေပေါ့နော်နေနေမယ်ဆိုလို့ရှိရင်အပေါ်ကဒီကျွန်တော်တို့ Wi-Fi signal လေးတွေကိုဒီဘာတန်းလေးတွေကိုမကြည့်ပဲနဲ့အခုပြပြရမှာနော် DVN လေးတွေကိုတစ်ချက်ကြည့်ပြီးတော့ Wi-Fi line ကိုဘယ်လိုကောင်းအောင်လုပ်ရမလဲ router ကိုရွှေ့တင်လာတာမှမဟုတ်ကျွန်တော်တို့ channel တွေပြောင်းလာတွေလုပ်ကြည့်တင်လားဆိုတော့ကြည့်တတ်သွားမယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ဒါကြောင့်မို့ဒီ video လေးကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်သွားပြီးတော့နောက်ထပ် video တွေကိုပို့ပြီးတော့သိရှိရအောင်လို့ကျွန်တော်ရဲ့ channel အောက်မှာပေါ့နော် comment လေးတွေရေးပေး